ဗုဒ္ဓမြတ်စွာဘုရားမိဘအတွက်အသက်ဆုံးလုံးသူဟာဘေးမတိသူဟူ၍မိန့်တော်မူခဲ့ပါတယ်။မိဘလူကြီးသောယဟန်တော်ဘာကိုအကြောင်းပြု၍အတိတ်ဘဝဇာကြောင်းတစ်ခုကိုဟောတော်မူပါတယ်။ဒီကောင်မလွတ်စင်နဲ့လွတ်ရင်တာဝန်မကျေသူရဲ့တာဝန်ဖြစ်တယ်။တာဝန်မကျေသူအမှုထမ်းကိုတတ်ပြစ်မယ်။ဒေဥဆံမန်ဘီရဲ့နဘ၏မိန့်တယ်။ဝိုင်းဟာဝိုင်းလိုက်ဟာတတော်လုံးလူတန်ပူတန်ပွက်လို့ရိုက်သွားခဲ့ပါတယ်။လင်းမြန်ဖြက်လက်ပန်းနဲ့လုံလာသောတရဝငယ်ဤကြောက်လန့်တရားထွက်ပြေးခဲ့ပါတယ်။ဇယတိတာမင်းပြစ်လွတ်လိုက်တော့များတယ်ဟာ။တပင်ငူထိမှန်ပြီးပွဲချင်းပြီးတိတ်ဆုံးသွားခဲ့ပါတယ်။ဇယတိတာမင်းသည်လာရန်လန်းသို့မြှုပ်ကြည့်ခဲ့ပါတယ်။စစ်တီပူပါတစုံတယောက်မှမမြင်။ဇယတိတာမင်းသည်တမင်ငယ်ကိုတစ်ချက်မြလှမ်းကြည့်သွားပြီးကျင်းနဲ့စွာပြုံးခဲ့ပါတယ်။အဲဒီနောက်မှာတော့ပဝင်းညင်တောတောင်ကိုအကဲခတ်လိုက်မိပြန်ပါတယ်။ပြည်ဟန်ထက်မှတိတ်ပြီးသောအရာများတသွင်းသွင်းတိုက်ခတ်နေသောလေပြေလင်းကြီးနေနဲ့တူအမောပန်းဖြည်နေခဲ့ပါတယ်။မောပန်းပြေတဲ့အခါမှာဇယတိတာမင်းသည်ညက်စိမ့်ကပလာမှာထလိုက်ပြီးတမင်ငယ်ကိုကောက်ပြီးထမ်းခဲ့ပါတယ်။နေပြောင်မတို့အောင်အုံမိုးလာတဲ့တောရိပ်ညွညွကိုကြောခိုင်းထွက်လာခဲ့ပါတယ်။ဟေးရက်လိုက်အတင်လူသားအတင်ကငါအစားဖြစ်ပြီးနောက်မှဆိုးဝါးသောအတန်ကြောက်မက်ဖွယ်ကောင်းသောအတန်တို့ကပေါ်ထွက်ခဲ့ပါတယ်။အတန်ရှင်ဘလူးကြီးကိုမြင်လိုက်တဲ့အခါမှာဇယတိတာမင်းမှာဒုတဆက်ဆက်တုံးကကြောက်ရွံ့နေခဲ့ပါတယ်။ကြောက်စိတ်မှုနေရင်ကဇယတိတာမင်းဟာကိုအာတင်ကဘလူးကြီးကိုအကဲခတ်ခဲ့ပါတယ်။ဘလူးကြီး၏အတင်ကတရာမိပုံနေနေမှမရှိမိမိဟာအရှင်လက်ကြိုက်ဝါးစားခြင်းလို့လေတရီတောက်ကြနေလေပြီငါအသားမစားရတာကြပြီခြေတော့မှညောင်ဆူးနေလို့ဘယ်စားမှငါရှာမစားနိုင်ဘူးငါဘက်ကစားလောင်လုံးလာတယ်ကဲမင်းငါစားခံမှုပဲပြင်ပြီတော့ဘလူးရဲ့အတင်ပြင်ဟာတနာကျင်နာမဲ့ပုံနေနေမှမရှိဘလူးကြီးအနာကကအတိနဲ့များဗဇက်မှအနက်သက်များစိုးဝါးစွာလွန်ထက်ခဲ့ပါတယ်ကျွန်တော်လွတ်ပါဘလူးကြီးကျွန်တော်စီမှာတမင်တကောင်ပါပါတယ်ကျွန်တော်အသားလိုပဲဒီသားဟာလည်းအရသာရှိပါတယ်ဇယတိတာမင်းဟာရလို့ရညာလမ်းလွဲစကားဆိုကြည့်ပါသေးရဲ့တို့တော့ဘလူးကြီးကသူ့ထပ်ပါနတ်နေခဲ့ပါတယ်တင်တောင်လုံးပိုင်နေမှာတော့ဒီသမီးရောဘာပဲဥစ္စာဖြစ်အောင်ပါလေအတင်လူစားပြောသမ်းပါအောင်ဘလူးကြီးဟာဇယတိတာမင်းဒီမှာသမင်ကိုစက်ကနေလှမ်းယူပြီးတကြွကြွဝါစားခဲ့ပါတယ်ဒီသမင်ကိုစားပြီးရင်တင့်ကိုမှငါစားရမယ်ဟေ့ဇယတိတာမင်းလည်းကိုကြည်စင်းတွင်ထားလိုက်ခဲ့ပါတယ်ကျွန်တော်တို့ရဲ့အတွက်အဲ့တော့ဒီသက်မှာတစ်ခါတည်းရမယ့်သဘောကိုနှလုံးသွင်းထားပြီးပြီမို့ဘာမှပြောစရာမရှိပါဒါပေမဲ့ကဲဆိုသမ်းပါအောင်တို့ပေမဲ့လို့ဘာဖြစ်တော့ကျွန်တော်ဟာပညာသင်တတ်ဖြစ်တဲ့နန္ဒပုံနာပေါ်မှာခြားခဲ့တဲ့ဂရီစကားကိုကာယကံမြောက်ဆောင်ရွက်ပေးဖို့ရှိနေပါသေးတယ်ဘလူးကြီးတမင်သားကိုတကြွကြွစားရင်ဘလူးကြီးဟာဇာတိတရားပြောစကားကိုနားထောင်နေခဲ့ပါတယ်ရွှေနန်းတော်မဟုတ်ကတောလိုက်ဖို့ထွက်လာမှနန္ဒပုံနာနဲ့တွေ့ခဲ့ပါတယ်နန္ဒပုံနာဟာအောင်စီရတုအရှင်မင်းကြီးလို့အောင်စုပေးပြီးတပုတ်လျင်အသက်ပြားတစ်ထောင်စီထိုက်တန်တဲ့ဂါရာလေးဖို့ဆက်တာရန်ပါလာကြောင်းရှောက်တင်ခဲ့ပါတယ်ဘလူးကြီးကလည်းစိတ်ဝင်စားကြည့်နေခဲ့ပါတယ်ဇာတိတရားမင်းဟာလည်းမိမိကိုတေလူဖြစ်သတ်မှတ်ထားပြီးသည်မို့ပြောစရာရှိသမျှစစ်စစ်ပတ်ပြောရန်ဆုံးဖြတ်ခဲ့ပါတယ်နန္ဒပုံနာဟာတက္ကသိုလ်ကြီးကလာခဲ့တာပါဝေးလံလာတဲ့ခီးကလာခဲ့တာနည်းနည်းရစေနာမဟုတ်ဘူးလေကျွန်ုပ်ဟာသူ့ပညာစွမ်းပကကိုလေးစားတာနဲ့များသူ့အကျင့်သီလကိုလည်းမျက်နှုတ်ခဲ့ပါတယ်ကျွန်ုပ်မှလည်းတိုးလက်ထွက်ဖို့ဆဲဆဲမှုဂါရာလေးဘက်ကိုမနေ့ပြန်မှကြားနာပြီးအသက်ပြား4000နဲ့ပူဇော်ပါမယ်လို့ပန်ကြားခဲ့ပါတယ်အတင်မလူကြီးကခွင့်ပြုမယ်ဆိုရင်နန္ဒပုံနာစီကိုသွားပြီးပူဇော်ခြင်းပါတယ်ပူဇော်ပြီးလို့နောက်နေ့ရောက်တာနဲ့အတင်မလူကြီးထံအစားခံမှုပြန်လာခဲ့ပါမယ်အဲ့ဒီချိန်မှာပဲဘလူးကြီးဟာတခါမှစဉ်းစားသွားခဲ့ပါတယ်သူ့ပုံမှန်ကြည့်ရတာတော့ဂရိသစ္စာကိုလေးစားလိုက်နိုင်မှဟန်ရှိပါရဲ့တင်ပြောတဲ့အကြောင်းကလည်းခိုင်လုံပါရဲ့အခုလောလောဆယ်မှာငါလည်းအစာဝနေရဆိုတော့လေစိတ်ကောင်းလေးဝင်မိတယ်ကဲအဲ့တော့ကိုခရိကိုပြန်လေးစားရဲဆိုရင်တော့ပါမနေ့ပြန်စီးသားချင်းရောက်မှသာငါးစီကိုပြန်လာခဲ့ဖို့မမေ့နဲ့နော်မမေ့ပါဘူးအတင်ဘလူးကြီးစိတ်ချလက်ချလာနေပါဘလူးကြီးကိုဂရိပေးပြီးဇာတိတရားမင်းဟာညောင်ညွေပင်ရိပ်မှထွက်လာခဲ့ပါတယ်အော်နေအတင်လူသားဘလူးကြီးလန့်တာဖြင့်ဇာတိတရားမင်းကြီးဟာလျက်ကလှည့်ကြည့်ခဲ့ပါတယ်မတော်ခင်လေးပြောသွားစမ်းပါဦးအတင်စကားရတိုင်းပြည်အုပ်ချုပ်တဲ့ဘီယမန်တော်သိရပါပြီဘယ်နိုင်ငံကိုအတင်ဆက်ခံနေပါသလဲတင်လူသားကျွန်တော်ဟာကပိလတိုင်းကပြေစာလနန်းမှာနန်းဆန်ပါတယ်ဇာတိတရားမင်းလို့ခေါ်ပါတယ်အော်တရွေ့သွားလာနေသောဇာတိတရားကိုကြည့်ကပြင်စာလရင်ထဲမှာတော့လွမ်းဆွဆရာတခုခုရောက်နေသလိုဘလူးကြီးမှာအတန်ကြာအောင်တွေးတောနေခဲ့မိပါတယ်နှုတ်မှလည်းပြင်စာလကိုတစွတ်ရွတ်တိုးနေမိပါတယ်ကပိလတာနိုင်ငံအော့ဒရတ်ပြင်ဆလာမ်ရွှေမြို့တော်စီမှာပြင်ဆလာမင်းထိနှက်ဆူးဆိုင်စဉ်ဟိုတစ်ချိန်ခါကဖြစ်ခဲ့ပါတယ်ပြင်ဆလာမင်းမှာတားတော်ရပါမွေတိုင်းဘလူးမကြီးတကောင်ဟာနန်းတော်တင်းသူဝင်ကခိုးယူစားတော့ခဲ့ပါတယ်အဲ့ဒီလိုနဲ့တားတော်နှစ်ပါးဟာဘလူးမကြီးအစာဖြစ်ခဲ့ပါတယ်
တတိယမြောက်သားတော်လေးမွေးဖွားတဲ့ခါမှာလဲဘလူးမကြီးရောက်လာခဲ့ပါတယ်။တားငယ်လေးနေတာထွေကိုလက်မအတင်းဆွဲယူလိုက်ခဲ့ပါတယ်။အိုးလာကြပါဦးသားတော်လေးကိုဘလူးကြီးဖမ်းသွားပြန်ပြီ။မေတော်အော်ဟစ်တဲ့ဖြစ်ရဲမတ်တို့ကဝိုင်းလာခဲ့ပါတယ်။ဟာဘလူးမဟိုမလို့တော့လဲဘလူးမကြီးရဲ့တကူကြောင့်စစ်တီရဲမတ်တို့မှမမြင်နိုင်မေတော်မိဖုရားတစ်ပါးသာမြင်တွေ့နိုင်ခဲ့ပါတယ်။အဲဒီလူနဲ့ဘလူးမကြီးဟာအဆောင်ချက်တွေလက်ကလွတ်မြောက်သွားခဲ့ပါတယ်။ရင်ဝင်ပိုက်လက်ပြေးနေစဉ်ကလေးငယ်ဟာမိခင်အမတ်နဲ့ဘလူးမရဲ့နှုတ်ကိုဆိုခဲ့ပါတယ်။အဲဒီခါမှာဘလူးမဟာတာသမီတန်ရောစဉ်ဖြစ်ကမစားရပဲတာအဖြစ်မွေးစားခဲ့ပါတယ်။တုတ်တံမြေကကြောက်လိုက်ငုံတစ်ခုမှာဘလူးမသားမီးနှစ်ယောက်နေထိုင်ခဲ့ပါတယ်။တာငယ်ဟာစားနိုင်တောက်နိုင်ရွေးတောက်တဲ့ခါမှာဘလူးမဟာတုတ်တံမလူသေးတွေကိုရှာကျွေးခဲ့ပါတယ်။ကလေးငယ်ဟာလည်းဘလူးမကိုအမိမှတ်၍ရှာကျွေးသမျှကိုနှစ်ချိုက်စွာစားတောက်ခဲ့ပါတယ်။သူ့ကိုယ်သူလူသားစားတဲ့အသားစားဘလူးတစ်ကောင်ဟုအတိမတ်ပြုလာခဲ့ပါတယ်။အဲဒီလိုနဲ့ဘလူးကြီးဘွားကိုရောက်လာခဲ့ပါတယ်။မိခင်ဘလူးကြီးထံမှဝတ်တော်ဝန်ထမ်းမင်းကြီးထံအမှုထမ်းအလှည့်ရောက်လာခဲ့ပါတယ်။ဒါပေမဲ့သူ့သားမှာဘလူးစစ်စစ်မဟုတ်သဖြင့်ခေါ်မသွားနိုင်အဆဆရရသတိဝေးရနေပါငါသားဒါဟုအမေဟိုက်စိတ်မြစ်ကိုဆွဲမိခဲ့မယ်မပြောက်ပဲ့စီနဲ့ဘလူးစစ်တို့မှာတကူဖြစ်ကိုရောင်ဖြောက်နိုင်တော့လေသူသားဖြစ်တော့ဘလူးမှာထိုတကူမရှိပါဘူးဒီလိုနဲ့ကိုရောင်ပြောက်နေတော့စိတ်မြစ်ကိုလေဘဲမှာဆွဲပေးပြီးထွက်သွားခဲ့ပါတယ်တိုးတော်တွင်လှည့်လေကအဆဆလျင်တုတ်တံမလူတွေကိုစားရင်တယောက်ထိတ်နေထိုင်လာခဲ့ရသွားရင်လာရင်မိခင်ဆွဲအပေးထားတော့ကိုရောင်ပြောက်သည့်စိတ်မြစ်များပျောက်ဆုံးသွားခဲ့ပါတယ်ဘလူးမှလည်းကိုရောင်ထီလေးနဲ့နေခဲ့ရပါတယ်။တနေ့မှာတော့ထင်းခွေလာသူများကတုတ်တန်တို့အထွက်တွင်ဟမ်ဘလူးတကောင်လူသေးကောင်တွေကိုဖော်စားနေပါလား။ထင်းခွေသူတို့သည်ဘလူးကြီးမမြင်အောင်ပုံ၍ထွက်ပြေးသွားခဲ့ကြပါတယ်။တုတ်တန်မှာလူကြီးလာပြီးတော့ဝိုင်းလာခဲ့ပါတယ်။လက်နဲ့မျိုးစုံပြစ်ခတ်ပြီးညာတန်ပေးပြီးတော့ရှေ့တူလာခဲ့ပါတယ်။လူကြီးဝိုင်းလာတဲ့အခါမှာတော့ဘလူးကြီးဟာမပြေးနိုင်တော့ပဲပိတ်မိနေခဲ့ပါတယ်။ဒီတိုင်းတော့အသိမခံနိုင်ဘူးကိုရောင်ပြောက်ဆေးလည်းမရှိတော့ဘူးဒုက္ခပဲနောက်ဆုံးနေတော့မထူးတော့ပါဟူ၍ဇွတ်မိတ်ပြီးလူကိုအတင်းတို့ထွက်ဖို့ဖောက်ထွက်ခဲ့ပါတယ်ဒီလိုနဲ့ဘလူးကြီးဟာလူသူကင်းဝေးသောတောအုပ်ထဲသို့ရောက်လာခဲ့ခြင်းဖြစ်ပါတယ်ဘယင်တစ်ပါးတဲ့တောကျွန်းသွားစဉ်ကစစ်တီပေးဘူပါတို့ဟာနေရအနှံ့တောတောင်နှံ့ရှာကြခဲ့ပါတယ်ခြေရခံ၍မရတော့မှဘုရင်ဌာနမှာပဲတက်ဆွဲနေခဲ့ကြပါတယ်ဘလူးထံမှခွင့်မှန်၍ဇာတိတရားမင်းဟာတက်ဆွဲရသို့ပြန်ရောက်လာသောအခါမှာပြန်လည်ပေါင်းဆောင်ခဲ့ပါတယ်အဲဒီနောက်မှာစစ်တီဘူပါတို့ခြံရံလျက်ရွှေနန်းတော်သို့ပြန်လာခဲ့ပါတယ်ခမဲတော်ဗျာတောကစားရမှပြန်လာပါပြီဗျာသားတော်သမီးတော်တို့နန်းတော်မှထွက်၍စီကြိုခဲ့ပါတယ်အရင်တော့ကတော့တောကစားရပြန်လာခဲ့ရင်မျက်နှာရှင်၍သားတော်သမီးတော်တို့ကိုဖက်လဲတကင်းနှုတ်ဆက်တတ်တော်လေဇာတိတရားမင်းမှာအခုအခါမှာရွှေမျက်နှာညို့စိတ်စိတ်နေရသားတော်သမီးတို့မှာဝေခွဲမြဖြစ်နေခဲ့ပါတယ်ဇာတိတရားမင်းဟာသားတော်သမီးတော်တို့ကိုမကြည့်ရသဖြင့်မျက်နှာကိုတစ်ဖက်သို့လဲကတက်ပြင်းကြီးကိုရှိုက်လိုက်မိပါတယ်မိမတစ္ဆာလုံမာဂရိဟုဆိုရွှေရှိ၏ဒီတစ္ဆာကိုအပြတ်မခံနိုင်ပြုတ်ခဲ့သောကြောင့်တစ္ဆာကိုမိမိကိုယ်တိုင်လေးစားလိုက်နာရမည်ဖြစ်ပေသည်ဒါသမီးတိုင်ရောစဉ်ကြောင့်ရိမ့်ရိုင်တယ်လို့ဖြစ်သွားသည့်စိတ်ကိုထိန်းချုပ်ကနန်းတော်တင်တို့တင်းငိမ်စွာလှမ်းလာခဲ့ပါတယ်မိဖုရားနှင့်တကွနန်းသူတင်နန်းသူသားတို့၏ဥခိုက်ကြော်ခြင်းကိုခံယူခဲ့ပါတယ်အဲ့နောက်နန္ဒပုံနာနှင့်တွေ့ဆုံကတရားမွေးဆိုင်သောဂါရာလေးပုဒ်ကိုခံယူခဲ့ပါတယ်ဂါရာတစ်ပုဒ်လျင်1000သောအတပြာကိုပေး၍ပူဇော်ခဲ့ပါတယ်။ညီလာခံသမီးမှာဇာတိပြမင်းဟာအိမ်နေရပြီရွှေပလင်တို့တက်လာပြီ။သားတော်အလီနာတတူမှန်လားပါဗျာ။သားတော်အရန်သိရှိကြောင်းပါဗျာ။ကဲငါသားတော်လည်းအချိန်တန်အရွယ်ရောက်လို့လူလားမြောက်လာပြီ။တိုင်းပြည်အုပ်ချုပ်မင်းလုပ်တဲ့အရေးချင်းတွေလည်းရှိနေပြီ။ဒါကြောင့်ဒီနေ့ရစပြီသားတော်မောင်ခမဲတော်နေရာကိုစက်ခံပြီတော့။သားတော်အလီနာတတူကိုခံတီနန်စီစဉ်ကိုလွှဲအပ်လိုက်ခဲ့ပါတယ်။နန်းတော်တစ်ခုလုံးဟာကနေဟင်ကနေဖြစ်သွားခဲ့ပါတယ်။ဇာတိပြမင်းဟာအရွယ်ကောင်းလို့ဆိုပြီးတော့စိုင်းမင်းစံပုံတဲ့တီနန်ကိုလွှဲအပ်လိုက်တဲ့အခါမှာအံ့ဩမဆုံးဖြစ်ခဲ့ကြပါတယ်။ဒါတော့အလီနာတတုမင်းသားဟာအံ့ဩခြင်းကြီးစွာဖြင့်ခမဲတော်ကိုစူးစိုက်ကြည့်နေခဲ့ပါတယ်။နှလုံးသားသည်လည်းဗယံမရာတုံလို့လျက်ဒါတော့အပြစ်တစုံတရာကျူးလို့မိပါသလားခမဲတော်ဒီမှာဤသို့သောစကားမျိုးကိုမကြားလို့ပါကြောတရားရင်တရားတန်ခက်ခံရတာမှတော်ပါအောင်မယ်အလီနာတတုမင်းသားငယ်မှာမျက်ရည်ဖြန်ဖြန်ကျခဲ့ပါတယ်ဒါတော့ဟာကံသုံးပါးနဲ့မှတပတ်မှကျူးလွန်ခဲ့ခြင်းမရှိပါမင်းပြက်မင်းတန်ခက်เสียအကြောင်းမရှိပါသားတော့ဒါဖြင့်အဖေကဘာလို့ဒီထီနန်းကိုလွှဲလိုက်ရတာလဲဒါတော့နားမလဲတော့ပါအဖေเจ้าမှရှိပါသလဲဖေဇာတိပြမင်းကြီးဟာတောသားထွက်စဉ်ကလူသားစားသောဘလူးချင်းနဲ့တွေ့ကြုံဖြစ်ခဲ့သောအကြောင်းစုံကိုစိတ်နှလုံးမသာမရဖြင့်ပြောကြားခဲ့ပါတယ်
ညီလာခံသမင်တစ်ခုလုံးအကြတံမကြမင်းကြီးရဲ့စကားကိုရင်သက်ရှုမောစွာနားဆိုင်ထောင်နေမိခဲ့ပါတယ်။အကြောင်းရမှန်ကိုတည်တော့ခါနန်းတော်တစ်ခုလုံးမျက်ရည်ဖြင့်ကြကငိုကြွေးခဲ့ကြပါတယ်။ကမဲတော်ဟာတိုင်းပြည်အုပ်ချုပ်မင်းလုံနေတာပါသားတော့ပြည်ရှင်မင်းတို့အစဉ်လာမှာအသက်ခံတာဆုံးခုံခံရမယ်ဂရီကိုဖောက်ပြတူထုံးစံမရှိကမဲတော်ဘုရားရဲ့အစားတားတော်သွားပြီးအစားခံလို့ရောမဖြစ်ပေဘူးလားမဖြစ်ဘူးသားတော့ငရံနှုတ်နေသေးတဲ့တားတော်ကိုဘလူးစားခံရမှာမို့ထားရင်ကမဲတော်ဟာကိုယ်တိုင်စားခံရတာကအများကြီးတတ်တာပါတယ်တားတော်ရဲ့အလီနာတတုမင်းသားဟာကမဲတော်ချမ်းသာရရဲ့အတွက်ဇိုတိုးလျှောက်တင်ရန်ကြံစည်နေခဲ့ပါတယ်မိဘတို့ရဲ့ဘေးဒုက္ခအန္တရာယ်ကိုတာသမီကဝန်မခံမှုဆိုရင်တာကောင်းသမီကောင်းမဖြစ်နိုင်ပါဘူးခမင်းတို့တာကောင်းသမီကောင်းစည်ရင်မဝင်အောင်တားဆီးကြရင်လေမိဘတို့မှလည်းတာဝန်မကင်းပါခမင်းတော်အနေနဲ့တာတော်ဟာတာကောင်းစင်းဝင်နိုင်ဖို့ခွင့်ပြုပေးတော်မူပါဖေ။ဇာတိတဲ့မင်းမှာတာတော်ရဲ့စကားဖြင့်အဖက်ခံရကြပြီတာတော်ကိုဘလူးစားခံရမလွတ်လင်တာတော်သည်ရှင်လျက်နဲ့တည်တော်ဝါသို့ရောက်ရှိသွားပါလိမ့်မယ်တာတော်ရဲ့အညွန့်ကိုခမင်းတော်သည်မချိုးရက်လေတော့ကမျက်ရည်တို့ကိုထိန်ထားမနိုင်ခဲ့တော့ပါမိဘကျေးဇူးကိုအထူးတတဲ့တာတော့တားကောင်းစင်းဝင်လို့တဲ့တာတော်ရဲ့ဆန္ဒကိုခမဲတော်မတားလို့ပြီလူသားစားတဲ့ဘလူးကြီးကိုတရားပြလို့နားချလို့ကတာတော်ဘေးကင်းကင်းဖြင့်ပြန်ရောက်လာနိုင်ပါစေတာတော့လန်ကီတယောက်မှာပေါ်ပေါက်လာတဲ့အအနေများစွာကိုမိခင်ရဲ့မြတ်တာတက်ကြောင့်တွန်းလှန်ဖယ်ရှားနိုင်ပါစေမဲတော်ဒီလည်းတာတော်ဟာငိုရှိုက်တဲ့ဖြင့်ဆူတောင်းစကားဆိုခဲ့ပါတယ်ခမဲတော်နဲ့မဲတော်တို့ကိုဥချကအလီနာတတုမင်းသားဟာနန်းတော်မှထွက်လာခဲ့ပါတယ်ခမဲတော်မှာကြားလိုက်သောစကားများကိုကြားရအောင်ခမဲတော်ညွှန်ကြားလိုက်သောခေခီတို့ထွက်လာခဲ့ပါတယ်လူသားဆိုင်ရာစောင့်မျှော်နေသည့်ဘလူးကြီးရှောက်လန်းလာတဲ့ဖွေရှာခဲ့မိပါတယ်မင်းသားငယ်လာနေတာကိုမြင်တဲ့အခါမှာလက်စသက်တော့ဖခင်ကိုစားသားကအစားခံဖို့လာနေတာကိုနုနုပြပြဆိုတော့ပိုးပြီးစားလို့ကောင်းတာပေါ့ခမဲတော်ကိုစားအစားခံဖို့ကျွန်တော်ရောက်လာပါပြီဘလူးကြီးအသိရောက်ရင်မြင်ကလေးကဇာတိတရမင်းရဲ့သားတော်ဆိုတာသိထားပါတယ်နေစမ်းမအောင်တင့်ကြည့်တော့ကြောက်စိတ်မရှိဘူးမပေါ်ပါလားအသိသက်ကိုတင်မနှမျိုးလားသူများတော့ကိုယ့်အသက်ကိုဆွန့်လို့ရတယ်လို့မှန်ပါတယ်ဘလို့ကြီးတက်စီတတော်မှန်သမျှကိုယ့်အသက်ကိုနှမျိုးကြပါတယ်ဒါပေမဲ့ကိုယ့်အသက်ထက်ပို၍မြန်လို့ရဆိုတာကလည်းရှိနေပါသေးတယ်ဘလို့ကြီးမင်းသားငယ်ရဲ့စကားကြောင့်ဘလို့ကြီးမှာခန္ဓာကိုယ်တက်သွားခဲ့ပါတယ်ကိုယ့်အသက်ထက်မြန်လို့ရဟုတ်လားကဲဆိုသမ်းမအောင်အဲ့ဒါဘာစကားလဲကျေးဇူးရှင်မိဘတစ်ပါးပါပဲဘလို့ကြီးမိဘတစ်ပါးရဲ့ကျေးဇူးကြောင့်လူဘဝကိုရခဲ့ပါတယ်ဘဝလက်နှလုံးပကုံးလက်နဲ့တက်ကလူဖြစ်လာအောင်ကျွေးမေးလာကြပါတယ်မကောင်းတဲ့အလေးစက်တွေအဝေမခံပဲလူကောင်းသူကောင်းဖြစ်လာအောင်တွင်တင်ဆုံးမပေးခဲ့ပါတယ်။သားသမီးတွေကြီးပွားချမ်းသာရေးအတွက်မိဘတွေဟာအဖက်ဖက်ကနစ်နာခံခဲ့ပါတယ်။ဒီလိုကျေးဇူးကုန်အနန္တကြီးမားလာတဲ့မိဘတွေရဲ့ကျေးဇူးကိုကြေအောင်ဆက်နိုင်ဖို့ဆိုတာမလွယ်ကူပါဘူးဘလို့ကြီး။အဲ့ဒါဆိုရင်မင်းသားကမကြောက်ဘူးပေါ့ဟုတ်လား။သူများကိုမတရားသဖြင့်တက်လို့ကိုကပြန်ခံရမယ်ဆိုတာကိုပဲကြောက်ပါတယ်။ဒီကိစ္စမှာဘသူ့ကိုမှထိခိုက်စရာမရှိတဲ့အတွက်မကြောက်ပါဘူး။အသိမလို့ကြီးကျွန်တော်ကိုစားမယ်ဆိုစားပါလို့။တဲလဲခက်ပါလားမစားချင်တော့တဲ့ဖြင့်စကားဖောင်ပွဲနေရာမှာစားဖို့ရပြင်နေတုံးတိုက်တွန်းနေပြန်ပါတယ်မင်းသားငယ်ရဲ့မျက်နှာကိုကြည့်ကဘလူးကြီးမှာဘလူးမှစားချင်စိတ်မရှိဒီကလေးသူ့တိုင်းပြည်သူပြန်သွားအောင်ဘလို့လုပ်ရပါကဲမင်းသားအသင်ကိုဒီတိုင်းစားရတာသွားနာလာတယ်တောတဲ့ကတစ်ကိုင်းကြောက်တွေမီးပို့ပြီးမိကြီးကောင်းကောင်းကင်ဖုတ်စားတာပေါ့ကွာဘလူးကြီးစိတ်တိုင်းကြဖြစ်စေရပါမယ်မင်းသားငယ်ဟာတစ်ကိုင်းကြောက်များကိုစုကားမီးပို့၍မိဘုံကြီးဖြစ်လာခဲ့ပါတယ်မိဘုံကြီးရပါပြီဘလို့ကြီးကျွန်တော်ကိုယ်တိုင်ခုံဆင်းပေးရမလားဟေးအခုနေမပြန်သေးဘူးလားဘယ်ပြန်ပြေးနိုင်မှမလဲဦးကြီးတော်ဗျာမသိကောင်းမပြောင်ကောင်းတွေ့ရတဲ့အခါအားရအောင်စကားပြောချင်ပါတယ်ဟေးဘယ်နဲ့ဆွေမျိုးဆက်နေရလဲလူနဲ့ဘလို့ဆွေမျိုးဆက်ရတယ်လို့ကွာကြံကြီးစီရဘလို့ကြီးမှာထူးထူးဆန်းဆန်းဖြစ်နေတော့လဲမင်းသားငယ်မှာအဖေမှန်ကိုရိတ်စားမိနေပါတယ်ဦးကြီးတော်ဟာဘလို့စစ်စစ်မဟုတ်ပါဘူးဦးကြီးတော်ပြန်စင်းစားရင်ပေါ်လာပါလိမ့်မယ်ငယ်စဉ်တောင်ကြီးကလေးဘွားကဘလို့မှဖမ်းတော့ပါတယ်ဘဝရည်စက်ကြောင့်ဦးကြီးတော်ကိုတားဖြစ်မွေးစားခဲ့ပါတယ်ကျွန်တော်ခမဲတော်အဖြစ်ဦးကြီးတော်ရဲ့ညီတော်ဖြစ်ပါတယ်မဖြစ်နိုင်တာတွေပါကွာဦးကြီးတော်မယုံဘူးဆိုရင်ဟိုက်တောဆက်မှာတရားကျင့်အားထုတ်နေတဲ့တရေသေးဟာဒိဗ္ဗစက်ကူရတဲ့ပုံကိုကြီးပါရသေးကြီးတည်သွားပြီးအဆုံးဖြတ်ခံယူကြတာပေါ့ဦးကြီးတော်ရဲ့အလီနာတတ်တဲ့မင်းသားဟာနန်းတော်အပြန်မှာကြိုဆိုခဲ့ကြပါတယ်မင်းသားငယ်ဟာအကျိုးကြောင့်ပြောပြတဲ့တွင်မူကြီးမဲ့ရာဒေနာပတိအစုံနဲ့ဖြင့်နောင်တော်ထံသို့ထွက်လာခဲ့ပါတယ်။ရက်ခုအခါဘလူအသိမဟုတ်ပဲရသေးကြီးတစ်ပါးဖြစ်နေခဲ့ပါတယ်။နောင်တော်ဖျားမိဘအရရကိုတာကြီးကသာခံယူထိုက်တယ်မို့တိုင်းပြည်နေထင်းတဲ့အားနောင်တော်ဖျားကသာရယူထိုက်ပါတယ်။ဒီကကြိုက်ပါညီတော်နဲ့တူတော်တို့တက်တက်တရဘဝနှစ်ခုရလာခဲ့ရဆိုတော့လူပုံလောကကြီးကိုညှင်းငွေးလာပါတယ်။အဲဒီတော့
ဒီရက်မှာပဲဆရာရသေးနဲ့အတူအိတ်စိတ်တည်ငြိမ်သွားပြီးနေတော့မယ်လို့ဆရာသမားစီကိုချင်းကပ်မှမသိခင်ကဒုတိယများစွာကိုပြုခဲ့ရပါတယ်ယခုဆရာသမားကျေးဇူးကြောင့်ဒီတော့ရက်မှာပဲတူစရိုက်တွေကိုစွန့်ပြီးကြင်ကြံနေထိုင်ပါတော့မယ်နောင်တော်ကြီးဟာထင်းနှန်းစီတွေမလွှဲရရမရသဖြင့်မင်းကြီးနဲ့မင်းသားငယ်တို့မှတိုင်းပြည်သို့ပြန်လာခဲ့ပါတယ်အဲ့နော်မင်းကြီးဟာရသိမ်းများအတွက်ဆုံးဝပြရန်အင်ကြီးတစ်ထောင်ရှိသောရွာကြီးတရားကိုတီထောင်ပေးခဲ့ပါတယ်ဇာတိတရားဤနိဗ္ဗာန်တော်သာဇက်ပေါင်းတော်မင်းနဲ့မိဖုရားကြီးတို့ဟာတုတ်တော်ဒနာနဲ့မေတော်မာယာဘလူကြီးသည်အရှင်အင်္ဂုလိမာလာယသိကြီးသည်အရှင်မဟာတာရိပုတ္တရာအလီနာတထုမင်းသားဟာမြတ်ဗုဒ္ဓဖြစ်ပါတယ်သားသမီးပေါ်တွင်ထားရှိသောမိဘမြတ်တာသည်ဘေယာနှင့်မှနှံ့၍မရနိုင်ကလေးဘွားမွေးကင်းစနေတာရဲရဲအရွယ်မှာမိဘနှစ်ပါးဟာမှတ်ချင်းရင်ကအစမကြိုက်တော့တဲ့အထိဂယူဆိုင်ခဲ့ရပါတယ်လက်ဦးဆရာဟုဆိုသည့်တိုင်လိမ္မာမှုရှိမှုကိုလက်ညွန်ပြသသူလည်းမိဘနှစ်ပါးပဲဖြစ်ပါတယ်ဒီဇက်တော်ထဲမှာအလိနာတထုမင်းသားဟာမိဘကျေးဇူးကိုအထူးသိတတ်သောတာကောင်းစင်တစ်မျိုးဖြစ်စေရန်အလိနာတထုမင်းသားအားမိဘတို့တွင်ဒုက္ခိတတစ်ခုဖြစ်လျင်တစ်ခုခုကြုံတွေ့စဉ်ရှေ့တန်းကိုထွက်၍ရဲဝံစွန်စားရသောယောက်ျားကောင်းများဖြစ်နိုင်ကြပါစေ